ပါရီတုံကကြီးလီယန်တွေထုတ်ပြီးပါရီတုံက home truck ပေါ်တယ် EV ပဲတော့ကလူထိုင်လိုက်နိုင်တဲ့မော်တာပြတယ် back camera ဒီမှာပြback camera တွေပါ back camera ဖြစ်တယ် side mirror တွေဒီဘက်ဘေးတွေဖြစ်သွားပြီဒီဘက်အကြီးအဲ့ဒီကနေလောက EV ဖြစ်ဆိုတဲ့အတိုင်း Acer တွေကစဒီဘက်ချိန်မဲ့ကျွန်တော်ဒီ EV ရဲ့ poster တွေဒီမှာ electronic parking brake ဒါက auto ကတော့ auto ပဲအထဲမှာစမ်းမှုတွေပါလေအကုန်ဒီကောင်ကလည်းချလို့ရမယ်ပြီးဗီဒီယိုတွေပါပြီးတာဒါလည်းဆိုတော့ကျွန်တော်ဒီအောင်ချဲ့လို့ရတာပေါ့သူကဒီလိုထည့်လိုက်ဒီမှာသူကဟိုပေးတာဝီရှော့ဇက်တွေထည့်ထားပေးတယ်ဒီတုံကင်းတွေထည့်ထားပေးတယ်ဒီမှာရီပေါ့နော်ရီပူရီပြီးတော့မှာရေခဲကြကြကြီးပါကြီးပါတယ်ပေါ့ပြောမယ်ဆိုရင်မှာ USB ပေါက်တွေ Type C ပေါက်တွေသွင်းလို့ရဟိုက်ပေးတာဒီကောင်ကဘယ်လိုချမလဲဆိုတော့ကလစ်ကြီးကပေါ့ဒါမော်တာနဲ့ပဲချရဒီဘက်ကောပစ္စည်းတော့ဗီဒီယိုကကလစ်နဲ့ပြီးတာထဲမှာ microwave တွေဒီမှာလေဘူးဆက်တွေဒီဘက်ဘေးဘက်တွေရောခြေရွေးနောက်မှာ7ဘိန်းကောင်းတွင်းနဲ့ဒါကြီးမောင်းဟိုင်တော့ရှယ်ပဲ EV ပဲပြောမယ်ဒါတော့ရေထဲတယ်ဒါဘောနဲ့ရှယ်ဒီလေးစစ်ပေါက်တွေခေါင်းကမော်တာနေက